Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Gemini ကိုအသုံးပြုပြီးတော့ဒီသတင်းတွေကိုအဆက်မပြတ်ကိုပို့ပေးခိုင်းမှာပဲဖြစ်ပါတယ်ဆိုတော့ဒီ prompt လေးကလိုအပ်တဲ့ prompt လေးကတော့တစ်ချောင်းနေပါဒီ prompt လေးထည့်ပေးထားရပြီပေါ့နော်သူ့ရဲ့ prompt လေးကတော့ give me daily news relating to ဒီ AI and technology နေရာမှာ AI and technology မဟုတ်ဘဲနဲ့ကိုသိစင်တဲ့ topic ပေါ့နော်ဥပမာ digital marketing အကြောင်းကိုလေ့လာနေရသူဖြစ်တယ်ဆိုရင် digital marketing ဒါမှမဟုတ်စီးပွားရေးနဲ့ပတ်သက်ပြီးတော့လေ့လာနေရဆိုလို့ရှိရင် business စသဖြင့် topic အမျိုးမျိုးကိုပြောင်းပြီးတော့ထည့်ပေးလိုက်ပါ give me daily news relating to business every Monday 9 am ဒီမှာ every Monday မဟုတ်ဘဲနဲ့ကိုက Tuesday တိုင်းမှာသတင်းဖတ်တဲ့အလေးအကျင့်ရှိရဆိုရင်လည်း every Tuesday ဒါမှမဟုတ်နေ့တိုင်းဖတ်တဲ့ဆိုရင်လည်း every day ပြီးတော့အချိန်ကိုလိုချင်တဲ့အချိန်ပြောင်းပြီးတော့ထည့်လို့ရပါတယ်ဒီဟာလေးကိုရိုက်ထည့်လိုက်ပြီဆိုလို့ရှိရင်တော့ Gemini ကသူဟာနဲ့သူဒီ task တစ်ခုအနေနဲ့ schedule လုပ်ထားပေးမှာဖြစ်ပြီးတော့ဒီကိုရဲ့ဒီမှာဆိုရင် prompt ရေးထားတဲ့အတိုင်းကိုရဲ့တင်းလာနေတိုင်း9နာရီမှာ business related news တစ်ခုတွေကိုဖုန်းထဲကိုပို့ပေးနေမှာဖြစ်ပါတယ်ဘယ်လိုမျိုးလေး schedule ပေါ်လာမလဲဆိုရင်တော့ကိုယ့်ဖုန်းမှာ notification တက်ပြီးတော့ဒီလိုမျိုးဝင်ဖတ်လိုက်တဲ့အခါမှာဒီလက်တလုံးမှာ trending ဘာတွေဖြစ်နေလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဟောဒီလိုမျိုး news လေးပေါ်လာမှာဖြစ်ပါတယ်